ဒီတော့ပါတယ်ဘုရားပြည်တော်ကိုပြောပြီးတော့ဒီမှာပြောခဲ့တာပါကျွန်တော်ဆက်ကြရတော့ဒီလိုပါဒီကတော့ဘာလို့ဒီလိုမှလည်းတော့လာရောက်လို့ဖြစ်တာပဲဖြစ်ပါတယ်ကျွန်တော်သိကြတာကဘုရားလည်းပြောတဲ့စကားလေးတွေရှိပါတယ်ကျန်တဲ့ဘဝတွေအားလုံးသက်တော်ကိုလည်းခိုင်ခိုင်တဲ့ဘဝတွေပါလားဆိုတော့ဒီလိုမျိုးတွေမှာဒီကဲ့သိရရင်ကိုသတ်မှတ်ပါမယ်ဥပဒေတရားစီရင်မနိုင်တဲ့ကိုဆောက်ရနိုင်တဲ့လူငယ်လေးတွေဖြစ်ခဲ့တယ်သို့တော့ဘဝတိုင်းမပါတယ်သို့တော့ဘာဖြစ်ဝင်ရောက်ရွေးချယ်ခွင့်ရဒါလေးကိုသိနေတယ်နော်ကျွန်တော်တို့ဥပဒေရတော့လေအခြေခံပညာအထက်တန်းအဆင့်ရှိသူလို့ပါပါတယ်အခြေခံပညာအထက်တန်းရှိသူပေါ့နော်သို့တော်လည်းကျွန်တော်တို့ကဘွဲ့တွေအများကြီးရတယ်ဆိုတာဘာလို့ခေါ်လဲဆိုရင် human capital investor ပေါ့ကိုယ့်အကို invest လုပ်တာပေါ့ရင်းနှီးမြှုပ်နှံတာပေါ့နော်ဆိုလို့ရှိရင်ဘွဲ့တစ်ခုတစ်ခုရဖို့ဆိုနံပါတ်1အုံနောက်စားရတယ်ပေါ့နော်အချိန်ပေးရတယ်အုံနောက်စားရတယ်ပြီးလို့ရှိရင်တကယ်ကိုလုံးဝမဲ့ပင်မအလုပ်တွေကနေအချိန်တွေဖဲ့ယူရတယ်ဘွဲ့တစ်ခုတစ်ခုရဖို့ခက်ပါတယ်ရှင်ဟိုပါပေါ့နော်ငယ်တုန်းကလိုပြီးမိဘစိတ်နဲ့အကြောင်းမဲ့တက်နေတာမဟုတ်တော့ဘဲနဲ့အလုပ်လုပ်ရင်းနဲ့ဘွဲ့ယူရတာပေါ့နော်ပြီးလို့ရှိရင်ဒါမိသားစုလုပ်ငန်းတွေလည်းဆောင်ရွက်ရတယ်ပြီးလို့ရှိရင်လွတ်တော်ကိုယ်စားလှယ်ဆိုလဲကိုယ်စားလှယ်ရဲ့လုပ်တာဝန်လဲဆောင်ရွက်ရတယ်လို့ပြီးရင်ဒီကြားတွေကလည်းဘွဲ့တွေယူတယ်ဆိုတာဒါတော်တော်လေးခက်ခဲရင်းဖြစ်ပါတယ်ရှင်ဒါတော်တော်စူးစမ်းတဲ့သူမှရတာပေါ့နော်ဆိုလို့ရှိရင်ပါရှင်းဥပဒေရတော့အခြေခံပညာထက်တန်းမှာသို့တော်လဲဘွဲ့ရတာတွေပေါ့နော်ကျွန်မစာအုပ်လေးထဲမှာကျွန်မပြောပြရစီကျွန်တော်တို့ပါတီမှာတော့လေဒါဥပဒေရတော့အဲ့လိုပေါ့နော်ဟို10တန်းပေါ့အခြေခံပညာဒါပေမဲ့ကျွန်တော်တို့ပါတီရဲ့ကိုယ်စားလှယ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်မနည်းနည်းလေးနော်ဟိုကိန်းကနန်းနဲ့ဆိုတော့မှားမှာဆိုလို့ပါရှင်ကျွန်တော်တို့ပေါ့နော်ပညာရေးရပြောလို့ရှိရင်ကျွန်တော်တို့ကအဓိကကတော့တက္ကသိုလ်ဘွဲ့ရက83.6%ရှိပါတယ်ရှင်နောက်တစ်ခုကတော့ဒီအထက်တန်းပညာပေါ့နော်အခြေခံပညာအထက်တန်းကတော့20.9%ရှိပါတယ်ရှင်နောက်တစ်ခုကတော့ဘွဲ့လွန်ပေါ့ရှင်ဘွဲ့လွန်ရထားတာ9.5%ရှိပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ပေါ့နော်ကျွန်တော်တို့ဒါဒုတိယကြိမ်လွှတ်တော်တုန်းကလေလွှတ်တော်တုန်းကနေလွှတ်တော်ကိုယ်စားလှယ်တွေ9နှစ်ပေါ့နော်ဒီ9နှစ်ထဲမှာဘွဲ့လွန်နေရအောင်ဆိုပြီးတော့မှစီးပွားရေးတက္ကသိုလ်ကနေမြန်မာစီးပွားရေးတက္ကသိုလ်ကနေပြီးတော့မှကျွန်တော်တို့ MPA တို့ MBA တို့စသဖြင့်ပေါ့နော်ဒီဖွံ့ဖြိုးမှုပညာမဟာဘွဲ့တို့စသဖြင့်ဒါတွေလာရောက်ပို့ချပါတယ်အဲ့လိုပို့ချတဲ့အချိန်မှာလည်းလွှတ်တော်ကိုယ်စားလှယ်လုပ်ရင်းနဲ့ပဲကျွန်တော်တို့ဒီဘွဲ့တွေရသွားကြဒါလည်းရှိပါတယ်ဒါကျွန်မကိုယ်တိုင်ဆိုလဲကျွန်မပါရဂူဘွဲ့ရထားတာပေါ့နော်ကျွန်မပါရဂူဘွဲ့ရကျွန်မလွတ်တော်ကိုယ်စားလှယ်လုပ်တော့မှာပါရဂူဘွဲ့ရသွားတာဖြစ်ပါတယ်ဟိုစာလည်းဖတ်ရင်လွတ်တော်ရဲ့စာတွေလည်းဖတ်တယ်ကိုเจ้าစာလည်းဖတ်ရင်းနဲ့ပေါ့နော်ဟိုအလုံးနှစ်ခုတပြိုင်နဲ့လုပ်တာပါဖြစ်ဆိုလို့ရှိရင်ဟိုကျွန်တော်တို့ကတော့ဟိုပညာတတ်လေကောင်းလေပါသို့တော်လည်းပညာအရေးချင်းအကန့်အသတ်ရှိတဲ့သူတွေကိုလည်းကျွန်တော်တို့ခွဲခြားဆက်ဆံတာမဟုတ်ပါဘူးဆိုလို့ရှိရင်များများတတ်တဲ့လူကများများကူညီပေးနိုင်တာပေါ့နော်အဲ့လိုမျိုးသဘောပါဖြစ်ဟုတ်တယ်ဟိုတော့မင်းတို့လည်းမနက်တော့လည်းစိတ်လက်စားစိတ်ကြပါတဲ့ဘယ်လိုလဲသို့တော့ဒီလိုသမတ်တဲ့ကြီးပါတီကိုစိတ်ဝင်စားပါတီကိုပေါင်းတဲ့ပါတီကိုညှိနှိုးဝင်လာတဲ့ဒီမှာဝဲရရာပါသို့တော့ဒီဆိုတဲ့သူတွေလည်းဒီဆိုတဲ့သူတို့လေးတွေသိနေတော့ကျွန်တော်တို့ပါတီကနေတော့သူသိကြတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပါတီမှာခွဲခြားဆက်ဆံမှုမရှိပါဘူးကျွန်တော်တို့အကုန်လုံးကလုတ်ပေါ်ကင်ဘက်တွေနဲ့ပြီးလို့ရှိရင်စုပေါင်းဥဆောင်ခြင်းနဲ့တွားတာပါရှင်ဥပမာနေပြည်တော်ကောင်စီနယ်မြေပေါ့နော်နေပြည်တော်ပြည်တော်စုနယ်မြေလို့ပြောလို့ရှိရင်ကျွန်တော်တို့အမှုဆောင်ဖွဲ့ရှိတယ်အမှုဆောင်ဖွဲ့ကအစည်းအဝေးမှာဆွေးနွေးကြတယ်ဆုံးဖြတ်ကြတယ်ပြီးအများသဘောတူတဲ့အတိုင်းပဲကျွန်တော်တို့ဆောင်ရွက်တယ်ဒီအများသဘောနဲ့ဆွေးနွေးဆုံးဖြတ်ထားတဲ့အတွက်အများဟိုအကောင့်ထက်ဖို့တာဝန်ရှိပါတယ်ရှင်ပြီးလို့ရှိရင်တာဝန်ရှိတဲ့နည်းတူပဲပေါ့နော်ပြီးလို့ရှိရင်ဒါဒီအောင်မြင်ခြင်းကိုလည်းအများနဲ့ဆိုင်တာဖြစ်ပါတယ်တကယ်လို့လိုအပ်ချက်ရှိသွားရင်လည်းဒီအများကနေပြီးတော့မှဝန်ခံပြီးတော့မှဒီအောင်မြင်မှုတော့အထိုက်လျောက်ပဲရတယ်လိုအပ်ချက်တွေရှိသွားတယ်ဒါဆိုတယောက်နဲ့တယောက်အပြစ်မတင်မဲနဲ့ကျွန်တော်တို့ပြန်သုံးသပ်ပြီးတော့မှဘလို့ပိုကောင်းတဲ့ပုံစံနဲ့သင်ခန်းစာယူပြီးရှေ့ဆက်သွားမလဲဆိုတဲ့ပုံစံနဲ့သွားနေတာဖြစ်ပါတယ်ကျွန်တော်တို့ပါတီမှာတော့ခွဲခြားဆက်ဆံတာမရှိပါဘူးဒီမတူကွဲပြားတာတွေပေါ့နော်ဆိုလို့ရှိရင်မတူကွဲပြားတာတွေအကုန်လုံးကိုကျွန်တော်တို့လက်ခံပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့
ဒီလိုပေါ့ ကျေးဇူးပါရှင်ကျေးဇူးပါရှင်